အားလုံးပဲမင်္ဂလာပါလင်းနဲ့မယားဆိုတာအတူရှိနေကြဖို့လိုအပ်ပါတယ်လင်းနဲ့မယားဆိုတာအတူရှိနေမှပြည့်စုံတာပါဘယ်အရာတွေဘယ်လောက်ပြည့်စုံနေပါစေပိုက်ဆံငွေကြေးစည်းစိမ်ဘယ်လောက်ပြည့်စုံချမ်းသာနေပါစေခင်မိုးမရှိတဲ့ဇနီးတဲ့တယောက်ရဲ့ဘဝကလုံခြုံမှုမရှိသလိုဇနီးတဲ့မရှိတဲ့ခင်မိုးတယောက်ရဲ့ဘဝကလည်းမပြည့်စုံပါဘူးအိမ်တောင်ပြုတဲ့ဆိုတာတစ်သက်လုံးအတူလက်တွဲပြီးအခက်အခဲတွေကိုအတူရင်ဆိုင်ဖြေရှင်းကြမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ကိုချစ်သူကိုရွေးချယ်လက်ထပ်ခဲ့ကြတာပါတယောက်နဲ့တယောက်အလိုမကျမှုတွေကိုညှိနှိုင်းပြီးတယောက်မကြိုက်တာတယောက်မလုပ်ဖဲရှောင်ရင်အဆင်ပြေလာမှာပါနောက်ပြီးအရေးအကြီးဆုံးတစ်ခုကကိုယ့်ရဲ့ရင်သွေးလေးတွေကိုမိတကွဲဖတကွဲဖြစ်အောင်မလုပ်မိဖို့ပိုအရေးကြီးပါတယ်မိဘနေရာရောက်လာပြီးဆိုရင်ကိုယ့်ရင်သွေးလေးအတွက်ဦးစားပေးစဉ်းစားရမယ်ရင်သွေးလေးတွေကိုတန်ဖိုးထားရမယ်သူတို့လေးတွေကိုလူလောကကြီးထဲရောက်လာချိန်ကစလို့ရဲဝံ့စွာရှောက်လန်းနိုင်ဖို့နဲ့ကိစ္စမှန်သမျှမှန်ကန်စွာဆုံးဖြတ်နိုင်ဖို့ဘဝရပ်တည်မှုမှန်ကန်စေဖို့တင်ပြညွန်ပြပေးဖို့လိုပါတယ်လူကောင်းလူတော်လေးတွေလူရည်ချွန်လေးတွေဖြစ်အောင်ပေါ့ဒါတင်မကသေးဘူးအိမ်တောင်တစ်ခုမှာအချစ်ဆိုတာလည်းအရေးကြီးတဲ့ကဏ္ဍတစ်ခုပါအချစ်ကိုတန်ဖိုးထားရမယ်အိမ်တောင်မှုဖျားတဲ့ဆေးမင်ကြီးစုပ်ထိုးဆိုသလိုပြုပြီးသားအိမ်တောင်တဲ့ပြီးသားဖျားထိုးပြီးသားမင်းကြီးပြန်ဖြတ်လို့မရပါဒါကြောင့်နှစ်ဖက်မိဘဆွေမျိုးပတ်ဝန်းကျင်ကလည်းခိုင်မြဲတဲ့အိမ်တော်ကြီးကိုတစ်သက်လုံးတည်မြဲအောင်ထိမ့်သိမ်းတတ်ဖို့မိသားစုဘဝတည်ထောင်တတ်ဖို့တင်ပြပေးသင့်ပါတယ်နှစ်ယောက်ပေါင်းတစ်ဘဝလို့ထင်မှတ်ပြီးတစ်ယောက်ဘဝတစ်ခုပေါင်းဆက်လိုက်တာပါပဲအဲ့ဒါကြောင့်လင်ကွဲမယားကွဲမိသားစုပြိုကွဲဆိုတာမကောင်းပါဘူးမိဘတွေကလည်းသားသမီးတွေနားလည်အောင်ရှင်းပြပေးသင့်တယ်နှစ်ဖက်မိဘလည်းပြည်လေသားသမီးတွေလည်းပြည်လေဆွေမျိုးတွေနဲ့လည်းပြည်လေအောင်နေကြမယ်ဆိုရင်နောင်ဖြစ်တည်လာမဲ့ရင်သွေးငယ်လေးတွေရဲ့ဘဝတွေဟာလည်းအရာအလုံးပြည့်စုံသွားမှာပါအဲ့ဒါကြောင့်အဖက်ဖက်ကတွေးပြီးပြည့်စုံအောင်မြင်တဲ့မိသားစုဘဝလေးတွေတာယာလှပနိုင်ပါစေလို့ဆန္ဒပြုလိုက်ပါတယ်စိတ်နှလုံးအေးချမ်းကြပါစေအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်